Copped. So di ma ga pasta te ko tu ne patate ko tu ne patate so lo adjective po no. Emma sanyin ba long le sha ji twe pe da prime pairs of precipitation box တဲ့မှာsanyin ba adjective ရှိမှာပေါ့နော်။စကြမှာသူပြောထားတာက concentrate နော် concentrate ကတစ်ဖက်ကိုစဉ်းစားပိတ်တဲ့တော့လည်းပြောလို့ရတယ်နော် circumspect တတိရှိတတိထားတော့ပေါ့နော် conservative user ဖြစ်တော့ temperamental စိတ်မြင်လက်မြင်ဒီမှာကစိတ်ပြောင်းလဲမြန်တော့လို့ပြောရမှာတယ်နော် temperamental impetuous မစိတ်မြင်လက်မြန်တော့နော် easygoing အပူပင်ကင်းတော့ gregarious ဘောင်းတဲ့မြင်တော့ selfish တကူကောင်းစင်တော့ liberal လက်မှုကိုသားပြီးတော့ introverted နော်တခြားနေတဲ့တော့ပေါ့နော်တိကျနေတဲ့တော့လို့ပြောမှာပေါ့နော်ဆိုတော့အားရကြည့်ပြီးတော့ B ကဒါလေးဖြည့်ကြည့်မယ် She expects everyone to have her but she never does anything for anyone else သူကလူတိုင်းကိုသူ့တကူကူညီရမှာပါနော်ကူညီစေချင်တာမျိုးဒါပေမဲ့သူကတော့အခြားသူတွေတက်ကြတော့ဘာမှလုပ်ပြရမျိုးမရှိဘူးနော်ဘာမှလုပ်ပြမျိုးမရှိဘူးပေါ့နော်ဆိုတော့ဒီ box တဲ့ကဘယ်လိုလဲတွဲမှာလဲပေါ့ဘယ် adjective တွဲမှာလဲနော် number 1 But 2 my boss happy 1 minute and skimming the next တတိကခုပြောနေမယ်နောက်ကျထားအောင်တက် skimming the next 3 The manager doesn't like new ideas manager ကဆိုတဲ့ကိုသဘောမကျဘူး he wants to do everything the old way သူကအရာကိုနီးလဟောင်းတိုင်းပဲလုပ်ချင်တာနော်မြင်ရမှာဆိုထပ်ချက်လိုက်မယ်နော်အရာကိုနီးလဟောင်းတိုင်းပဲလုပ်ချင်တယ်ပေါ့ in the old way in future လို့ရတယ်ဥပမာမနီလန်အတိုင်းပဲလုပ်နော်do it your own way အင်ချန်ထားတဲ့ပုံမျိုးပေါ့နော်number 4 the child talks to people အဲ့ကလေးကလူနဲ့စကားပြောခဲ့တယ်နော်စကားပြောနေရှားတယ်နဲတယ်ပေါ့နော်လူနဲ့စကားပြောမရှိသလောက်ပဲနဲ he prefers to sit quietly and read or just think ဒီကလေးထိုင်ပြီးတော့စာဖတ်နေမှာတော့စဉ်းစားနေတယ်ပေါ့နော်အဲ့လိုသူပိုနေတယ် 5 က that girl is so relaxed အဲ့ဒီကလေးမလေးကတိတ်ကိုတောင်းတရှိလို့ပေါ့နော်that he never seems to worry about anything သူကြည့်ရတော့ဘာမှမနော်ဘယ်မှာဆိုပူပန်းနေပုံမရဘယ်တော့မှပူပန်းမရဘူးတဲ့ဆိုတော့ဒါဘာနဲ့ပဲ adjective ဖြစ်မလဲ 6 she's very cautious ဆိုတဲ့ကိုတရိရှိ she thinks carefully before she decides to do something သူကတခုခုစမလုပ်ခင်နော်သိချာစဉ်းစား 7 she's tolerant သိခံတတ် and she wants her employees to be free to do what they want သူကလည်းသူ့ဝန်ထမ်းတွေကိုပေါ့နော်သူလို့ချင်တဲ့အရာကိုလုပ်ဖို့လဲလွယ်လုပ်ဖို့လဲပေါ့တာလဲလုပ်စေချင်တာမျိုးပေါ့နော်သူလည်းသိခံတတ်တယ်ဝန်ထမ်းတွေကိုလည်းသူတို့စိတ်ချနော်လွယ်လုပ်ခွင့်လဲဖြစ်စေချင်တဲ့ဆိုတဲ့ပုံမျိုးနော် so by adjective ဖြစ်တယ် that makes too many instant decisions without thinking about the consequences အကျိုးဆက်တွေကိုမစဉ်းစားဘဲနဲ့သူကချက်ချင်းနဲ့ဆုံးဖြတ်ချက်တွေကောက်ခံနေတာချတာမျိုးအဲ့လို 9 when he sees me သူငါ့ကိုမြင်တဲ့အခါပေါ့ he always brings a gift and asks about my family သူက imagine လက်ဆောင်ယူလာပြီးတော့ကျွန်တော်ဒါဆိုအကြောင်းပေါ့နော်မေးလေးရှိ10ကျွန်တော်မြေတော့တာရအောင်မေးလေးရှိပေါ့နော်and number 10ကတော့ she does socializing သူပေါင်းဆိုင်ကိုသူပေါ်ကြတဲ့ she goes to parties every night ပါတီကိုညရင်သွားတယ်ဆိုတော့ဒီမှာ adjective လေးတွဲပြီးကိုပိုင်ဝါကြလေးတိဆောက်ကြည့်ပြီးတော့ဒီ adjective ထည့်သုံးကြည့်မှာပေါ့နော်I can't think of people, friends, famous people, fictional characters who match the adjectives above အဲ့ adjective နဲ့နော် match တွဲလို့ရတယ်ပေါ့နော်ရုပ်စက်ကောင်းနေဖြစ်မယ် sequence ကောင်းနေဖြစ်မယ်နံပါတ်ကြီးတယောက်ဆောင်နေဖြစ်မယ်နံပါတ်ကြီးလူပုဂ္ဂိုလ်ပေါ့နော်တယောက်ဆောင်နေမကောက်မိတ်ဆွေဖြစ်မယ်အားကိုစဉ်းစားကြည့်လို့ရနေတာစီကမေးထားနော် Okay number 1.2 က areas for people လူနဲ့ပတ်သက်တဲ့ area တွေလာပြီအဲ့မှာကပုံလေးတွေပေးထားတယ်နော်ပုံလေးဘာပြောထားလဲဆိုရင်တဲ့ဝါကြတင်းတဲ့6ကိုဖတ်ကြည့်မယ်ပြီးပုံလေးကိုကြည့်မယ်ဒီ area ဘယ်လိုဖြည့်မလဲပေါ့နော်အောက်မှာ B ကဘာလို့ခိုင်းလဲဆို area A to F ဆုံးမလိုက်ပြထား area A to F ပေါ့နော်အဲ့ဒါကိုဝါကြ1 to နဲ့ပြန်တွဲခိုင်းတာမျိုး A က written apple ပန်းလေးပုတ်ပန်းလေးပုတ်ဆိုတဲ့နေရာမှာဘာပြောလဲဆို one bad person has bad effect on all others in the group ပြောချင်တာကနော်ခုံးမတစ်ကောင်ကြောင့်တစ်လုံးပို့ရတဲ့သူမျိုးပေါ့နော်ဆိုအုပ်စုမှာရှိတဲ့ခြားသူတွေပေါ်မှာဆိုရတဲ့အောင်မရှိတဲ့သူစုပေါ့ written apple ပန်းလေးပုတ်ပေါ့နော်B က loose cannon က an unpredictable person who may cause damage if she is not controlled ဆိုမထိန်ချို့ရင်သူဖြစ်လို့ဖြစ်စီမေးပြလောက်ကောင်းလုံနိုင်တယ်နော်ခမလို့မရလူနော်
မထင်လို့ပြုတ်မှုတတ်တဲ့သူ loose cannon နော် C couch potato couch potato က a person will like sedentary lifestyle never do any exercise ဘာလေ့ကျင့်ခန်းမှမလုပ်ဖဲတော့ပေါ့နော်ဘယ်တော့မှဘာလေ့ကျင့်ခန်းမှဘယ်တော့မှဘာလေ့ကျင့်ခန်းမှမလုပ်ဖဲထိုင်မထအခြေဖုံးနေသူပေါ့နော် couch potato and D what blanket negative person ruins other people's good times အခြားသူရဲ့သာသနာဖြစ်လို့လည်းပြောလို့ရတယ်နော်လို့ comment တင်တယ်နော်ပွဲဖြစ်တဲ့သူပေါ့နော်ပွဲဖြစ်စီရဲ့သူအခြားသူရဲ့ပျော်ရွှင်စရာအချိန်ကောင်းကိုဖြည့်ဆည်းတတ်တဲ့ဒီတော့မဆောင်တဲ့လူပေါ့နော် big cheese နာမည်ကြီးပုဂ္ဂိုလ်နော်ရေးပါရောက်တဲ့သူပြောရတယ် important influential person နော်ရေးပါရောက်တဲ့သူ talk a case ဆိုတာက someone starting to deal with difficult balance situations ခက်ခဲတဲ့တော့မဟုတ်ကျန်တဲ့အခြေအနေလိုမျိုးတွေကိုလည်းကိုင်းတဲ့ပို့ရတမတဲ့လောက်တတ်မှာတဲ့လူ top cookie လို့ပြောလို့ရတယ်ပေါ့နော် okay အဲ့မှာကနော် one ဘာဖြစ်လဲ she has a lot of power in that organization she say သူကအနာရများရှိ power များရှိသူအဲ့ဖွဲ့စည်းမှာသူကဘာလဲပေါ့နော်အဲ့ဒီဖွဲ့စည်းမှာသူကဘာလဲ two he must be the laziest person I ever met ငါတွေ့ဘူးရပေါ့နော်အပြင်းဆုံးလူသူဖြစ်ရမယ် he's total သူလုံးဝဘယ်လိုဟာမျိုးလဲ three she's a nice gag sort of control သူတခါတည်းထိမိရသိမိရ she's bit off သူအတော်လေးကိုဘာဖြစ်လဲနော်အတော်လေး bit off ရ weather နဲ့တူပဲနော်he ruined the county's reputation ကောင်ရဲ့ဂုဏ်သိက္ခာကိုပျက်စီးစေတယ်နော် he works သူဘာဖြစ်ခဲ့လဲ she broke her hand and still refused to give her သူကလက်ကျိုးသွားတောင်မှနော်လက်လျှော့ဖို့ကညှင်းဆန်တော့ပဲ she say နော်ဘလန်ကွာဘာဖြစ်လဲပေါ့နော်he complains whenever we try to have fun ငါပြောကြစားအခါတိုင်းသူကညှဉ်းညူနေရ he's a bit of it အတော်လေးကိုဘာဖြစ်တယ်လူလဲပေါ့နော် okay ဆိုတော့စောစောဟာတွေကိုဖြည့်ကြည့်မယ်ဝါကြဖြည့်မယ်ကိုယ်ပိုင်ဝါကြလေးလည်းပြန်တိစောက်ကြည့်မယ်နော်